online မှာထိုင်းဘာသာစကားသင်ကြားနေတဲ့မြန်မာဆရာမတူကိုဖန်ဆီးခံရထိုင်းနိုင်ငံမှာနေထိုင်ပြီး online ကနေတဆင့်ထိုင်းဘာသာစကားသင်ကြားပေးနေတဲ့မြန်မာဆရာမတူကိုဖန်ဆီးခံရတယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ19ရက်နေ့စမိုစကွန်ခရိုင်လူမှုကြီးကြပ်ရေးရုံးရဲမှူးရဲ့ညွှန်ကြားချက်အရတာဝန်ရှိသူတွေဟာ online မှာထိုင်းဘာသာသင်ကြားရေးသင်တန်းဖွင့်နေတဲ့နိုင်ငံသားဆရာမကိုဖမ်းဆီးခဲ့လို့ဆိုပါတယ်။ထိုင်းဘာသာသင်ကြားနေတဲ့မြန်မာဆရာမအနေနဲ့စမိုစကွန်ခရိုင်မှာနေထိုင်ပြီး Facebook Zone စတဲ့ online channel တွေကတဆင့်တရားမဝင်အလုပ်လုပ်နေကြောင်းတွေ့ရှိရလို့သိရပါတယ်။အခြေခံထိုင်းဘာသာစကားအရေးအဖတ်ပြောစတဲ့သင်တန်းတွေကို online ကနေတဆင့်တောက်ကြစနေနေ့တွေမှာတစ်ချိန်ကို2နာရီဇက်တိုက်2လစုစုပေါင်း8နာရီအနေနဲ့သင်တန်းကြီးတဦးကိုဘတ်1500နဲ့သင်ကြားပေးနေတာဖြစ်ပါတယ်။သင်ကြားနေသူဆရာမရဲ့စာရွက်စာတမ်းတွေကိုစစ်ဆေးတဲ့အခါမှာတော့အလုပ်သမားဖြစ်လုတ်ကင်ခွင့်နဲ့သင်ကြားခွင့်မရှိဘဲခွင့်မပြုထားတဲ့အလုပ်ကိုလုတ်ကင်နေရလို့စစ်ဆေးတွေ့ရှိခဲ့ရလို့ဆိုပါတယ်။လက်ရှိမှာတော့တရားစွဲဖို့ပြင်ဆင်နေပြီးထိုင်းနိုင်ငံမှာဆက်လက်နေထိုင်ခွင့်ကိုလည်းရုပ်သိမ်းခဲ့လို့သိရပါတယ်။ထိုင်းနိုင်ငံမှာနိုင်ငံသားအလုပ်သမားတွေအနေနဲ့အလုပ်ကင်စီမံခန့်ခွဲမှုဆိုင်ရာတော်ဝင်အမိန့် BE2560 ပုံမှန်8ပါပြင်ဆင်ချက်အရတော့နိုင်ငံသားတွေအလုပ်ပါမိတ်မပါဘဲလုပ်ကင်ခွင့်ဒါမှမဟုတ်လုပ်ပိုင်ခွင့်ပြင်ပမှာလုပ်တာကနေတားမြစ်ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။အခုလိုသတ်မှတ်ထားတဲ့ပုံမှန်8ကိုဖောက်ပြက်ကျူးလွန်နေဆိုရင်တော့ဒဏ်ငွေဘတ်9000ကနေဘတ်9000အထိချမှတ်နိုင်လို့သိရပါတယ်